ရှုံးရင်တဖန်ချမ်းလူတော်များများကအောင်မြင်မှုနဲ့အရှုံးကိုဆန့်ကျင်ဘက်လို့ထင်နေကြပါတယ်။အောင်မြင်ခြင်းရင်မရှုံးအောင်လုပ်ရမယ်လို့တွေးနေကြတယ်။ဒါပေမဲ့အမှန်တရားကတော့အရှုံးဆိုတာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ပါဘူး။အောင်မြင်မှုစီသွားတဲ့လမ်းမကြီးရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ကလေးတယောက်လမ်းလျှောက်တတ်ဖို့အတွက်အချိန်ပေါင်းယာနဲ့ချီလဲကြခဲ့ရပါတယ်။အဲ့ဒီအချိန်မှာငါလဲကြသွားပြီးလမ်းမလျှောက်တော့ဘူးလို့အရှုံးပေးလိုက်ရင်ဒီနေ့ခမညာလမ်းလျှောက်လိုက်မှာမဟုတ်ပါဘူး။စီးပွားရေးလောကလည်းဒီအကိုင်းပါပဲခမညာတစ်ခါမှမရှုံးဘူးဆိုရင်ခမညာဟာအတိအဆန်းတစ်ခုခုကိုမဆန်းတတ်ဘူးသေးဘူးလို့ပဲအဓိပ္ပာယ်ရပါတယ်။အောင်မြင်တဲ့သူတွေကအရှုံးကိုအဆုံးသတ်လို့မမြင်ပဲသင်ခန်းစာခါပေးက lesson fee လို့မြင်ကြပါတယ်။ခမညာလုပ်ငန်းတစ်ခုရှုံးသွားတာဟာခမညာပတ်စံရှုံးသွားတာမဟုတ်ပါဘူး။အဲ့ဒီပတ်စံနဲ့ဘယ်သူမှဝယ်လို့မရတဲ့အတွေ့အကြုံကိုဝယ်လိုက်တာပါ။အရှုံးထဲမှာပဲနစ်မနေပါနဲ့။အရှုံးထဲကနေဘာသင်ခန်းစာရလဲဆိုတာကိုပဲရှာဖွေပါအရှုံးဆိုတာခမ ्या ကိုရက်တန့်ကိုလာတာမဟုတ်ပဲခမ ्या ရဲ့နီးလန်းကိုပြုတ်ပြင်းဖို့လာတာပါခမ ्या ရဲ့အတွေးအခေါ်ကအရှုံးကိုကြောက်နေသေး၍ခမ ्या ဟာလုံခြုံတဲ့နေရာလေးထဲမှာပဲပိတ်မိနေပါလိမ့်မယ်မေးခွန်းခမ ्या ဘဝမှာအကြီးမားဆုံးအရှုံးလို့ထင်ခဲ့ရတဲ့အရာတစ်ခုကနေအခုအချိန်မှာပြန်ကြည့်ရင်ဘလို့သင်ခန်းစာမျိုးရခဲ့တယ်လဲကောမန့်မှာဝင်တော့ဝေးမြပေးခဲ့ပါခမ ्या ရဲ့အတွေ့အကြုံကတခြားသူတယောက်အတွက်ခွန်အားဖြစ်သွားနိုင်ပါတယ်Success Mindset MM နဲ့အတူအောင်မြင်မှုစီအတူတူရှောင်လန်းကြပါစို့